ကဲဒါကတော့ပြန်ပြီးတော့လုံးမဲ့အနေထားကိုပြန်ရောက်လာပြီเนาะဒီကောင်မှာကျွန်တော်ဘာလုပ်လဲဆိုတော့ဒီမှာဘောကြီးကိုကျွန်တော်အခွန်ချွတ်ပြီးတော့ဒီအမဲစီထိုးထားတယ်ပြီးတော့ဒီဘောသေးတွေအမဲစီထိုးထားတယ်ဒီပပတ်လေကိုလည်းစီဒီပြန်ထိုးထားရယ်เนาะဒီထဲကိုလည်းကျွန်တော်အမဲစီတွေအပြည့်ပြန်ထည့်ထားတယ်ပြီးတော့ကျွန်တော်ပြန်လုံးမှာဖြစ်ပါတယ်တော်တန်ဒီဂျပန်မော်တာရဲ့တော်တော်များများကတော့ဒီပီနီယန်တွေကကော်ပီနီယန်နဲ့လာတာများတယ်အဲ့တော့ကျွန်တော်တို့ကလီဘာပြန်ဖောက်ပြီးစီးတာပေါ့နော်သူတို့ကတော့ဂျပန်မှာတော့နင်းတွန်းတီးတန့်ပဲစီးတယ်နင်းတွန်းတီးတန့်စီးတဲ့အတွက်ဒီပီနီယန်တွေကကျွေခဲတယ်နော်ဒီပီနီယန်တွေကနာခဲ့တယ်ကျွေခဲတယ်ဟောဒီမှာတော့လီဘာပြန်ဖောက်ပြီးစီးတော့ဒီမှာဒီကပီနီယန်ကတန့်ဒီကပီနီယန်ကော်ဆိုတော့မိတ်ဆွေတို့လီဘာကြည့်အတင်းဝင်နေနဲ့အတင်းယုံမယ်ဆိုလို့ရှိရင်ပီနီယန်ကျွေးဖို့ရခိုင်တော့များတယ်အဲ့တော့မိတ်ဆွေတို့ကဂီယူတစ်ဆိုင်အသုံးပြုမယ်ဆိုလို့ရှိရင်ဒီပီနီယန်တွေကအကြိုက်ခံပါတယ်နော်အဲ့တော့ကျွန်တော်အခုကတော့ဒီမော်တာကိုပြန်လုံးမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ